အနိုင်ရသူကတရားရဲဆိုရင်ယာဂါမီလိုက်တာအနိုင်ရခဲ့ရင်သူကရာဇဝတ်ကောင်မဟုတ်တော့ပဲကဘာကြီးရဲ့ကက်တရှင်ဖြစ်သွားမှာပါဒါပေမဲ့စက္ကန့်40အတွင်းမှာဖြစ်ပျက်သွားတဲ့အမှားသေးလေးတစ်ခုကညံကြီးရှင်ကီရာကိုတင်မင်းစီပို့ဆောင်ခဲ့ပါတယ်ကီရာဘာလို့ရှုံးခဲ့ရလဲဒါဟာကံကြမ္မာလားဒါမှမဟုတ်သူ့ရဲ့မာနကြောင့်လားကျွန်တော်တို့ကီရာနိုင်ငံရဲ့ universe ကိုခဏလောက်သွားကြည့်လိုက်အောင်ပါကီရာအနိုင်ရရှိခဲ့တဲ့ universe မှာကီရာဘာကြောင့်အနိုင်ရရှိခဲ့တယ်ဆိုတာကိုကျွန်တော်တို့မစင်စားခင်မှာကီရာဘာကြောင့်ရှုံးနေခဲ့တယ်ဘလို့အချက်တွေဘလို့အမှားတွေကြောင့်သူရှုံးနေခဲ့တယ်ဆိုတာကိုကျွန်တော်တို့အရင်ဆုံးခွဲခြမ်းစိတ်ဖြာကြည့်ဖို့လိုပါတယ်ဓာတ်နှုတ်ဇလန်ရဲ့အဆုံးသတ်မှာကီရာလိုက်ယာဂါမီရှုံးနေသွားတဲ့အဓိကအကြောင်းရင်းမီကာမီရဲ့အမှားကြောင့်ဆိုတာညင်းလို့မရပါဘူးဒါပေမဲ့ပိုပြီးနက်နက်နေကြည့်မယ်ဆိုရင်လိုက်ရဲ့မာနနဲ့တခြားအကြောင်းအရာတွေလည်းပါဝင်နေပါတယ်ပထမအချက်အနေနဲ့မီကာမီရဲ့အဆုံးဖြတ်ချက်အမှားကြောင့်ကီရာရှုံးနေခဲ့ပါတယ်လိုက်ရဲ့အစီအစဉ်အရမီကာမီယာစာအုပ်အတုကိုသုံးပြီးနီယာကိုလှည့်စားရမှာပါဒါပေမဲ့မဲလိုကတာကာတာကိုပြန်ပေးဆဲသွားတဲ့အချိန်မှာမီကာမီယာလိုက်အနေနဲ့အခုအချိန်မှာလှုပ်ရှားလို့မရဘူးစောင့်ကြည့်ခံနေရတယ်လို့သူ့သဘောနဲ့သူဆုံးဖြတ်ပြီးစာအုပ်အစ်စ်ကိုဗန်နေကနေသွားထုတ်ပြီးတာကာတာရဲ့နာမည်ကိုရေးခဲ့ပါတယ်ဒီလိုစာအုပ်အစ်စ်ကိုထုတ်သုံးလိုက်တဲ့အတွက်နီယာရဲ့လူတွေဟာစာအုပ်အစ်စ်ဘယ်မှာလဲဆိုတော့သိသွားပြီးစာအုပ်ကိုလဲလှယ်နိုင်ခဲ့ပါတယ်ဒါဟာလိုက်ရဲ့တွက်ချက်မှုတွေမှာမပါဝင်တဲ့အပိုအလုပ်လေးတစ်ခုဖြစ်သွားခဲ့ပါတယ်ဒုတိယအချက်အနေနဲ့ပြောရမယ်ဆိုရင်တော့လိုက်ရဲ့လူယုံမှားမှုပါလိုက်ဟာမီကာမီကိုသူနဲ့စိတ်ချင်းတူတယ်သူခိုင်းစရာမလိုပဲဂုံတိတယ်လို့အရင်ယုံကြည်ခဲ့တာပါမီကာမီယာစာအုပ်အစ်စ်ကိုထုတ်သုံးလိုက်မယ်လို့လိုက်ရမထင်ခဲ့ပါဘူးတကယ်တော့လိုက်တာမီကာမီကိုငါမခိုင်းမဲဘာမှမလုပ်နဲ့လို့ကြိုတင်သတိပေးခဲ့မယ်ဆိုရင်ဒီလိုအမှားမျိုးကဖြစ်လာမှာမဟုတ်ပါဘူးတတိယအချက်အနေနဲ့ကတော့မဲလိုရဲ့အခန်းကဏ္ဍပါမဲလိုနဲ့ပတ်သက်ပြီးနီရာကိုယ်တိုင်ဝန်ခံခဲ့တာကတော့မဲလိုသာမရှိရင်ငါတို့ကီရာကိုမနိုင်နိုင်ဘူးဆိုတာပါပဲမဲလိုကတကားတာကိုပြန်မေးဆွဲဖို့အကြက်ကင်လိုက်လို့သာမီကာမီယာစာအုပ်အစ်စ်ကိုထုတ်သုံးပြီးပြတလဲဖြစ်သွားခဲ့ရတာပါဒါကြောင့်မဲလိုရဲ့စတေးမှုကလည်းလိုက်ကိုရှုံးစေဖို့အတွက်အဓိကတွန်းအားဖြစ်စေခဲ့ပါတယ်စတုထအချက်အနေနဲ့ကတော့လိုက်ရဲ့မထားသင့်တဲ့မာနတွေကြောင့်ပါလိုက်ဟာနောက်ဆုံးခန်းမှာသူနိုင်ပြီဆိုပြီးတေချာနေတဲ့အတွက်နီယာရဲ့ရှိမှတွေငါကီရာပဲဆိုတာမျိုးဝန်ခံခဲ့ပါတယ်သူသာဒီလောက်ထိမာနမရှိခဲ့ရင်လွတ်မြောက်နိုင်တဲ့လမ်းစာရှိကောင်းရှိနိုင်ပါသေးတယ်ကျွန်တော်တို့ဒီအချက်တွေကို overall ပြန်ကြည့်မယ်ဆိုရင်မီကာမီရဲ့အမှားလိုက်ကိုဖမ်းမိသွားစေတဲ့အဓိကအကြောင်းပြချက်ဖြစ်ပေမဲ့လိုက်ရဲ့လူတွေပေါ်ကိုကြည့်တဲ့စိတ်နဲ့ပြိုင်မတ်တွေကိုထင်သေးတဲ့မာနကလည်းသူ့ကိုပျက်စီးစေခဲ့တဲ့အဓိကအကြောင်းရင်းဖြစ်ပါတယ်ဒါကတော့ live ရှုံးနေသွားတဲ့အကြောင်းရင်းတွေကိုကျွန်တော်တို့အနေနဲ့အသေးစိတ် question စိတ်ပြကြည့်ထားတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့အနေနဲ့ Kira အနိုင်ရရှိတဲ့ universe မှာ Kira ဘာကြောင့်အနိုင်ရရှိခဲ့လဲအနိုင်ရရှိပြီးတဲ့နောက်မှာဘာတွေဖြစ်လာမလဲဆိုတော့ကျွန်တော်တို့အနေနဲ့တစ်ချက်သွားကြည့်လိုက်အောင် What if အနေနဲ့ Kira လိုက်ယာဂါမီတာအနိုင်ရရှိသွားခဲ့မယ်ဆိုတော့ဇက်လန်ဟာတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတဲ့ပုံစံဖြစ်ပြောင်းလဲသွားမှာပါဆိုတော့ live အနေနဲ့ Nia ကိုအနိုင်ရရှိဖို့အတွက်ဖြစ်နိုင်ခြေရှိတဲ့ scenario ကိုကျွန်တော်တို့အနေနဲ့ question စိတ်ပြကြည့်လိုက်ရအောင်ပါပထမချက်အနေနဲ့ကတော့မီကာမီကလိုက်ရဲ့စကားကိုတွေ့မသိမ်းနားထောင်ခဲ့ဖို့ပဲဖြစ်ပါတယ်အကယ်၍မီကာမီကတာကာရာကိုတတ်ဖို့အတွက်စာအုပ်စစ်ကိုမသုံးပဲလိုက်ရဲ့လျှို့ဝှက်ချက်တစ်ခုဖြစ်တဲ့စာအုပ်အပိုင်းစာလေးနဲ့တတ်တာကိုစောင့်ကြည့်နေခဲ့မယ်ဆိုရင်နီယာရဲ့အစီအစဉ်ကပြတ်သွားမှာပဲဖြစ်ပါတယ်ဒါရဲ့ရလက်အနေနဲ့ကတော့ Yellow Box Warehouse ထဲမှာနီယာနဲ့ SPK အဖွဲ့ဝင်တွေအားလုံးနာမည်ရေးခံရပြီးတည်ဆုံသွားမှာပဲဖြစ်ပါတယ်ဒုတိယအချက်အနေနဲ့ကတော့လိုက်ကမီကာမီကိုပို့ပြီးတိကျတဲ့ instruction မျိုးပေးခဲ့ဖို့ပဲဖြစ်ပါတယ်လိုက်တာမီကာမီကိုငါလွယ်ရင်ဘယ်သူစကားမှနားမထောင်နဲ့ငါမိတ်မပေးဘဲနဲ့စာအုပ်အစ်စ်ကိုဘယ်တော့မှမထိနဲ့လို့ကြိုတင်မှာထားခဲ့မယ်ဆိုရင်မီကာမီကအမှားလုပ်မှာမဟုတ်ပါဘူးဒါမှမဟုတ်လိုက်ကိုယ်တိုင်ကမီကာမီရဲ့လှုပ်ရှားမှုတွေကိုအချိန်နဲ့တပြေးညီတိနိုင်မဲ့စက်သွယ်ရေးလမ်းကြောင်းတစ်ခုဥပမာဝက်စာလိုမျိုးထားမယ်ဆိုရင်အနိုင်ရနိုင်ခြေရှိပါတယ်တတိယအချက်အနေနဲ့ကတော့လိုက်ဟာရှီနီကာမီမျက်လုံးကိုအသုံးချခဲ့ဖို့ပဲဖြစ်ပါတယ်အကယ်၍လိုက်ကသူ့ရဲ့မာနတွေကိုဘေးဖယ်ပြီးတင်မင်းမျက်လုံးကိုသာလဲကြလေခဲ့မယ်ဆိုရင်ဒါမှမဟုတ်မီဆာကိုအစီအစဉ်တကျပို့ပြီးတော့အသုံးပြုခဲ့မယ်ဆိုရင်နီယာရဲ့နာမည်ကိုအဝေးကနေမြင်ုံနဲ့တတ်နိုင်မှာပဲဖြစ်ပါတယ်ဒီလိုဆိုရင်နီယာနဲ့မျက်နှာချင်းဆိုင်စရာတော့မလိုပဲအဝေးကနေအနိုင်ရရှိသွားမှာဖြစ်ပါတယ် What if theory အရဒီလိုအချက်တွေကြောင့်ပဲကီရာဟာအနိုင်ရရှိသွားခဲ့ပြီပဲဆိုကြပါစို့ကျွန်တော်အနေနဲ့အနိုင်ရရှိသွားတဲ့ကီရာရဲ့ New War မှာဘာတွေဖြစ်လာနိုင်လဲကီရာဟာဒါကိုဆက်ပြီးတော့ထိမ့်သိမ်းထားနိုင်မှာလားဘယ်လိုပုံစံတွေဖြစ်လာနိုင်မလဲဆိုတာကျွန်တော်တို့အတွက်စိတ်ဝင်စားဖို့ကောင်းနေစေဖြစ်ပါတယ်ဆိုတော့ကီရာရဲ့ New War မှာဘာတွေဖြစ်လာနိုင်လဲဆိုတော့ကျွန်တော်တို့အနေနဲ့စဉ်းစားကြည့်လိုက်ရအောင်လိုက်အနေနဲ့သူ့ကိုတန်တရားဝင်နေတဲ့သူတွေနဲ့ရင်ဆိုင်နေရတဲ့အချိန်မှာတော့ရာဇဝတ်သားတွေကိုစီရင်နေခဲ့တာဖြစ်တဲ့အတွက်ကဘာတဝမ်းလုံးရဲ့ရာဇဝတ်မှုနှုန်းတွေဟာလည်း80%ထိကျဆင်းသွားပါတယ်အကယ်၍လိုက်တာနီရာကိုအနိုင်ရရှိသွားခဲ့မယ်ဆိုရင်ကီရာနိုင်ပြီးနောက်နှစ်ပေါင်း20-30လောက်ကိုစိတ်ကူးယဉ်ကြည့်တဲ့အခါမှာကဘာတဝမ်းလုံးရဲ့ရာဇဝတ်မှုနှုန်းဟာလည်း99%ထိကျဆင်းသွားမယ်လို့ကျွန်တော်အနေနဲ့ယူဆမိပါတယ်ဒီလိုအကြောင်းအရာတွေကြောင့်လူတွေဟာအကျင့်စာရိတ္တကောင်းလို့အမှားမလုပ်တာမဟုတ်ဘဲနဲ့တင်မာကြောက်လို့မလုပ်ရဲတာမျိုးဖြစ်သွားကြမှာပါလူတိုင်းဟာကီရာရဲ့စောင့်ကြည့်မှုအောက်မှာရှိနေတာဖြစ်တဲ့အတွက်သူတို့ရဲ့စိတ်တွေကလည်းမလုံခြုံတော့ဘဲနဲ့စိတ်ချောက်ချမှုတွေဖြစ်လာနိုင်ပါတယ်ဒါအပြင်ကီရာကိုဖျားသခင်လိုကိုးကွယ်တဲ့ဘာသာတစ်ခုဟာကမ္ဘာအနှံ့မှာပြန့်ပွားလာနိုင်ခြေရှိပါတယ်ဒါတွေမဟုတ်ပဲလိုက်ဟာနိုင်ငံရေးသမားတွေကိုအထင်းချုပ်ပြီးကမ္ဘာအစိုးရတရက်လုံးကိုနောက်ွယ်ကနေကြိုးကင်လာပါလိမ့်မယ်
ဒါပေမဲ့လိုက်သတိမထားမိတဲ့အချက်ကတော့ဒီလိုအကြောင်းအရာတွေဟာသူ့ကိုအဆိုးဆုံးထိခိုက်စေမယ်ဆိုတာပါပဲ psychology အရာအရှုံးမရှိတဲ့လူတစ်ယောက်ဟာအရှုံးကိုရင်ဆိုင်ရဖို့အတွက်အမြဲတမ်းတွန့်ဆုတ်နေတတ်ပါတယ်ကျွန်တော်တို့ဇက်လန်နဲ့ယာဂါမီလိုက်ကလည်းဒီလိုပုံစံတိုင်းပါပဲသူ့ရဲ့ចောင်းသားဘဝကနေစလို့နီယာကိုရင်ဆိုင်နေရတဲ့အချိန်ထိသူ့ရဲ့တွက်ချက်မှုတွေသူ့ရဲ့လှုပ်ဆောင်မှုတွေအရာအားလုံးဟာအကုန်လုံးမှန်ကန်နေခဲ့ပါတယ်ဒါကြောင့်လဲသူဟာနီယာကိုအနိုင်ရရှိနိုင်တယ်လို့သတ်မှတ်ထားပြီးစိတ်ကြီးဝင်နေခဲ့ပါတယ်သူသာနီယာကိုသာအနိုင်ရရှိသွားခဲ့မယ်ဆိုရင်နောက်ပိုင်းလိုက်ဟာပိုပြီးယူသွလာနိုင်ပါတယ်လိုက်ရဲ့ပြိုင်ဘက်တွေဖြစ်တဲ့ El Melo နီယာတို့မရှိတော့တဲ့နောက်မှာလိုက်ကိုဆန့်ကျင်မဲ့လူမရှိတော့ပါဘူးဒါပေမဲ့တစ်ဖက်မှာလည်းငါ့ကိုတယောက်ယောက်များလာဖမ်းလာမလားဆိုပြီးတော့တန်တရားစိတ်တွေနဲ့သူ့အနီးရလူတွေကိုပါစားတက်လာပါလိမ့်မယ်ဥပမာသူ့ညီမစာယူဒါမှမဟုတ်သူ့အမေတို့ပေါ့ဘာကြောင့်ဒီလိုကောက်ချက်ချရလဲဆိုတော့လိုက်ဟာသူ့အဖေတေကန်နီးမှာတော့သူဟာမဲလိုကိုတတ်ဖို့အတွက်ဆန္ဒပြင်းပြနေခဲ့ပါတယ်ဒါအပြင်မဲလိုကသူ့ညီမစာယူကိုပြန်ပေးဆဲသွားတဲ့အချိန်မှာလဲလိုက်ဟာသူ့ညီမကိုတက်ဖြစ်ဖို့အတွက်အထိဆုံးဖြတ်ခဲ့ပါတယ်ဒါတွေကိုကြည့်ချင်အပြင်လိုက်ဟာတကယ်ပဲ pure narcissist ဖြစ်တယ်ဆိုတာကိုကျွန်တော်အနေနဲ့ကောက်ချက်ချလို့ရပါတယ်ဒီလိုအချက်တွေကြောင့်ပဲလိုက်ဟာနီယာကိုနိုင်ပြီးနောက်ပိုင်းမှာပိုပြီးယူသွလာနိုင်တယ်လို့ကျွန်တော်အနေနဲ့ပြောရခြင်းဖြစ်ပါတယ်။သူဟာတေမင်းမတ်စုကိုရရှိပြီးကြတဲ့ရပဲသူဟာကဘာအသစ်ရဲ့နတ်ဖျားတစ်ပါးအဖြစ်သူ့ကိုယ်သူစိတ်ကြီးဝင်နေခဲ့တာပဲဖြစ်ပါတယ်။သူသာနီယာကိုအနိုင်ရရှိသွားခဲ့မယ်ဆိုရင်သူဟာလုံးဝမရှုံးတော့ဘူး။သူဟာအမြဲတမ်းနိုင်နေတယ်လို့သူ့ကိုယ်သူထင်သွားပြီးသူဟာတကယ်နတ်ဖျားအဖြစ်သူ့ကိုယ်သူတင်စားလာပါလိမ့်မယ်။တင်စားရုံနဲ့မဟုတ်ပါဘူး။အပြေးဝယုံကြည်သွားမှာပါ။ဒါကြောင့်ပဲသူဟာအသေးဖွဲအမားလေးကိုလှုပ်တဲ့သူတွေကိုပါတပ်ပစ်တဲ့အာနာရှင်စစ်ဖြစ်လာပါလိမ့်မယ်။လိုက်ဟာနတ်ဖျားတစ်ပါးလိုပြုမှုနေပေမဲ့သူ့ဘေးမှာပန်းသီးစားပြီးထိုင်ကြည့်နေတဲ့ရူအတွက်ကတော့လိုက်ဟာဖြော်ပြရေးပစ္စည်းတွေမပိုပါဘူး။ဒါကြောင့်ပဲလိုက်ရဲ့အသက်ကြီးလို့တေကန်ဒီအချိန်ဒါမှမဟုတ်ရူပြင်းလာတဲ့အချိန်မှာရူကလိုက်ရဲ့နာမည်ကိုစာအုပ်ထဲမှာရေးပါလိမ့်မယ်။လိုက်တည်ဆုံးသွားတဲ့တစ်နေ့မှာသူစီဆောက်ခဲ့တဲ့ကဘာကြီးကလည်းအလိုလိုပြိုကွဲသွားမှာဖြစ်တယ်လို့သူသွားမယ့်နေရာကလည်းနတ်ဖျားတွေရှိတဲ့နေရာမဟုတ်ဘဲနဲ့ဘာမှမရှိတဲ့လဟာပြင်ကြီးပဲဖြစ်ပါလိမ့်မယ်။သူကနတ်ဖျားတစ်ပါးလို့အုပ်ချုပ်ခဲ့ပေမဲ့တေကန်ဒီအခါမှာတော့တနာစရာကောင်းတဲ့လူသားဖြစ်ပဲတည်ဆုံးသွားမှာပဲဖြစ်ပါတယ်။ဒါကတော့ကျွန်တော်တွေ့တဲ့ Daniel ရဲ့ what if theory ပဲဖြစ်ပါတယ်။ brother တို့အနေနဲ့ရောဘယ်လိုစဉ်းစားလဲဆိုတာကို comment ထဲမှာဝင်ရောက်ဆွေးနွေးသွားခဲ့လို့ရပါတယ်။ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။အားလုံးကျေးဇူးတင်ပါတယ်။